သူမှမဖြတ်စည်းနိုင်တဲ့တမဏိစိတ်ဓာတ်တီဆောင်နေခမရကိုလူတွေကကြည်ရတာတမျိုးပဲဘလို့အခက်အခဲမျိုးပဲလာသူကတော့မတုံလို့ဖူးလို့အပြောခံရလောက်အောင်စိတ်ဓာတ်မာခြင်းပါသလားလူအများစုကပြဿနာတစ်ခုကြုံရင်ချက်ချင်းပြိုလဲသွားတတ်ကြပေမဲ့တကယ်အောင်မြင်သူတွေကတော့စိတ်ဓာတ်ကိုတမဏိလိုတိဆောက်ထားကြတာပါဒီနေ့ဗီဒီယိုမှာတော့ခမရရဲ့စိတ်ဓာတ်ကိုတခြားသူတွေထက်ကြောက်ရလောက်တဲ့အထိဘလို့မာကြောအောင်လုပ်မလဲဆိုတာပြောပြပေးသွားပါမယ်အဓိကအပြောင်းလဲ mindset shift ပထမဆုံးသိထားရမှာကစိတ်ဓာတ်မာကြောမှုဆိုတာမွေးရပါလာတာမဟုတ်ပါဘူးအခက်အခဲတွေကိုရင်ဆိုင်ရင်းနဲ့တိဆောက်ယူရတဲ့စိတ်ပိုင်းဆိုင်ရာကြွတ်သားမန်တယ်မာဆယ်တစ်ခုပါအခက်အခဲကြုံတိုင်းဘာလို့ငါ့ကြမှာဖြစ်ရတာလဲလို့မငြီးသွားပါနဲ့ဒီရကငါ့ကိုဘာသင်ပေးဖို့လာတာလဲလို့ပြောင်းတွေးကြည့်ပါခမရရက်တန့်ခြင်းနဲ့အချိန်မှသွားဖို့ရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်ကခမရရဲ့စိတ်ဓာတ်ကိုစားပြီးတော့မာကျော်စေတာပါအခုချက်ချင်းရက်တန့်ရမယ်အချက်၃ချက်တမဏိစိတ်ဓာတ်ပိုင်းဆိုင်ခြင်းရင်ဒါတွေကိုအခုပဲဖျက်လိုက်ပါညီးတွားခြင်း complaint နဲ့ပြဿနာကိုညီးတွားနေတာကအဖြေမဟုတ်ပါဘူးပြင်လို့ရရင်ပြင်ပါပြင်လို့မရရင်တော့လက်ခံလိုက်ပါတတောင်တတဇုံထဲမှာပဲနေခြင်း seeking comfort စိတ်ခံနေသူရဲ့ခမရမတိုးတတ်တိုင်းဘူးခက်ခဲတဲ့အရာတွေကိုတမင်ရှာလုပ်ပါစင်ကျင်ပေးခြင်း making excuses စင်ကျင်ဆိုတာရှုံးနေသူတွေအတွက်ပဲအကြောင်းပြချက်မပေးပါနဲ့ရလက်ပဲထွက်အောင်လုပ်ပါနေစဉ်လှုပ်ဆောင်ရမယ့်အလေးကျင့်ကောင်းများစိတ်ဓာတ်ကိုလေ့ကျင့်ပေးဖို့ဒီအချက်တွေကိုနေစဉ်လုပ်ပါရေအေးနဲ့ချိုးပါမနက်ခင်းမှာကိုမလှုပ်ချင်ဆုံးအရာကိုအရင်လုပ်တာကခမရရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းမြင့်တက်စေပါလေလေ့ကျင့်ကလုပ်ပါခန္ဓာကိုယ်တန်မာရင်စိတ်လည်းတန်မာလာပါလေငြိမ်လေးထိုင်ကြည့်ပါ meditation တနေ့10မိနစ်လောက်ကိုယ်စိတ်ကိုပြန်ကြည့်ပါအာရုံစူးစိုက်မှုပိုကောင်းလာပါလိမ့်မယ်ခက်ခဲတာတစ်ခုခုကိုလုပ်ပါမနှက်စောစောထားတာမျိုးပဲဖြစ်ဖြစ်ဖုံးသုံးတာလျှော့တာမျိုးပဲဖြစ်ဖြစ်ခက်ခဲတာကိုအနိုင်ယူကြည့်ပါစိတ်လှုပ်ရှားမှုကိုထိန်းချုပ်ခြင်း emotional control တယောက်ကခမရကိုဒေါသထွက်အောင်လုပ်ရင်ချက်ချင်းပြန်မတုံ့ပြန်ပါနဲ့5စက္ကန့်လောက်စောက်ပါအဲ့ဒီ5စက္ကန့်ကခမရကိုစိတ်လိုက်မပါလုံးမိလို့နောင်တရမယ့်အခြေအနေကနေကယ်တင်ပေးပါလိမ့်မယ်မှတ်ထားပါဘဝရဲ့10%ကခမရစီရောက်လာတဲ့ပြဿနာဖြစ်ပြီးတော့ကျန်တဲ့90%ကခမရဘလို့ပြန်တုံ့ပြန်မလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါလေနောက်ဆုံးအနေနဲ့ပြောချင်တာကစိတ်အားထက်သန်မှု motivation ဆိုတာခဏတာပါစီကံ discipline ကသာခမရကိုပန်းနိုင်ရအောင်ပို့ပေးမှာပါစိတ်မပါတဲ့နေ့တွေမှာတော့လုံးစရာရှိတာကိုပြီးအောင်လုပ်တာကတမဏိစိတ်ဓာတ်ရဲ့ရှုပ်ဝက်ချက်ပါပဲဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်ကြိုးစုံတရားဖြစ်တော့နေဆိုရင်တော့ကျွန်တော်တို့ရဲ့နေလေးအနာဒီမန် channel လေးကိုလည်း like and subscribe လုပ်သွားပေးလို့ရပါတယ်အဆုံးတကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ